မေဂလာညာချမ်းလေးပါခင်ဗျာဒီကနေ့ညတင်ဆက်ပြီးမဲ့ဇာလန်လေးကတော့စာရေးဆရာတုံညရှိသားထားတဲ့တက်ခိုင်ဆိုတဲ့လူမိုက်ဇလန်ကောင်းလေးရဲ့အပိုင်းဆက်ခွန်ကိုပြောပြတင်ဆက်ပြီးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာနားဆင်ခံစားပေးကြပါအောင်ခင်ဗျာဟေးကောင်တွေစောင့်ကြွားကြွားလုံးမနေနဲ့မင်းတို့ကိုသဘောကျတဲ့အထက်မှာငါမပါဘူးကွာအကိုကြီးအမိန်ကြောင့်သာမဟုတ်ရင်လေမင်းတို့ကိုရဲတွေအရင်ဖမ်းမိမှာမဟုတ်ဘူးရှင်းလာငါပြောတာဒီလိုဆိုတော့နှစ်ယောက်စလုံးကကောင်းငိမ့်လို့ပြလိုက်ပါတယ်လှိုင်ပွားကိုယ်တိုင်လဲလူမိုက်ပေါက်စာဆိုပေမဲ့မျိုးစော်လိုအစင်အလာရှိတဲ့အပိုင်းစားလူမိုက်ကြီးတယောက်ကိုတော့ကလန်ကဆန်မလုပ်ရသေးပါဘူးမျိုးစော်ကိုယ်တိုင်ကလည်းတက်ခိုင်အမိန်ကိုဘလွန်ဆန်နှိုင်တာကြောင့်သာသူပြောတဲ့အတိုင်းလှုပ်ဆောင်ပေးခြင်းဖြစ်ပါတယ်သူတပည့်ကိုတတ်သွားတဲ့ခြာတိတ်နှကောင်ကိုကြည့်မရတာတော့အမှန်ပဲအညာသားကတော့ကြံရပါအဖြစ်သာဆွဲချက်တင်ခံထားရတာကြောင့်ကိုယ်တိုင်ကျူးလွန်သူလှိုင်ပွားလောက်တော့ပြဿနာသိပ်ပြီးတော့မရှိပါလှိုင်ပွားအတွက်ကလည်းဒေါကလေးမကိုယ်တိုင်ကမျက်မြင်သက်သေအဖြစ်နဲ့ထွက်ဆိုခဲ့ပါတယ်လူမိုက်တွေကလက်နက်များဖြင့်သူမဈေးဆိုင်ပရဝုံအတွင်းကိုသူမရဲ့ခွင့်ပြုချက်မရှိဘဲဝင်လျှောက်လို့လာခဲ့တဲ့အကြောင်းကောင်လေးနှစ်ယောက်မှာရံဖန်ရံခါသူမအလုတ်ခေါ်ပြီးတော့ခိုင်းသူတွေဖြစ်တဲ့အကြောင်းအဲ့ဒီနေ့ကလည်းသူမစီကိုအလုတ်လုပ်ဖို့လာရင်မှလူမိုက်တွေကစတင်ပြီးတော့ချင်းချောက်ခြင်းဖြစ်ကြောင်းနဲ့လူမိုက်တွေကရံပြုတ်တဲ့ဖြင့်ပြန်လဲခုခံကြခြင်းဖြစ်တဲ့အကြောင်းထွက်ဆိုပေးပါတယ်ဒေါကလေးမထွက်ဆိုချက်ကိုကြည့်ပြီးတော့ကောက်ကြီးရဲ့တပည့်တွေမှာတချိတ်ချိတ်ဖြစ်လို့နေကြတော့လေမျိုးစော်ကိုယ်တိုင်ကမသိချင်အောင်ဆောင်ပြီးတော့အေးဆေးနေဖို့မှားထားတာကြောင့်ဘယ်သူမှအထွန်မတက်ကြပါလိုအပ်သလောက်ငွေကြေးကိုလည်းတက်ခိုင်ကထုတ်လို့ပေးပါတယ်ဒီလိုဆိုတော့အနှစ်ချုပ်ပြီးတော့ပြောရရင်အချုပ်ထဲမှာလာအနှဲငယ်ခန့်နေပြီးတဲ့နောက်လှိုင်ဘွားတို့အမှုကနေခွင်းလုံးချွတ်လွတ်လို့သွားတော့တယ်မျိုးစော်ကတော့သူတို့အကိုကြီးတက်ခိုင်ဒီနှကောင်ကိုဘာလို့အောင်မလဲလို့တွေးနေမိတော့တယ်ကိုမင်းစာဆရာခေါ်နေတယ်စောကြီးတပည့်တယောက်ရဲ့စကားတန်ကြောင်အာဝါဒေးဝိုင်းထဲမှာအလုံးရှုံနေတဲ့မင်းစာတယောက်စိတ်ပါရှုပ်သွားတော့တယ်ဟိုနားနဲ့ဒီနားနီးနီးလေးကိုဒီဘဲကဘာတွေတော်ကီပွားအောင်မလဲမသိပါဘူးဦးလေးခေါ်တယ်ဆိုမင်းစားရဲ့စကားကိုစောကြီးကဘာမှမတုတ်ပြန်ပဲအရှိထိုင်ကုန်မှာဝင်ပြီးတော့ထိုင်ဖို့သာခေါင်းဆက်လို့ပြလိုက်တယ်ဒီလိုဆိုတော့မင်းစာကလည်းဝင်ပြီးတော့ထိုင်လိုက်ပါတယ်မင်းငါတူမကိုရှုမလားဆိုင်မစင်ပုံမစင်စောကြီးရဲ့တဲတိုးမေးခွန်းကြောင့်ပဲမင်းစာတယောက်မှမျက်နှာပူပြီးရုတ်တရက်ဘာပြန်ဖြစ်ရမှန်းမသိပါအဲ့ဒီနောက်မှာတော့အင်းမလို့အဲမလို့ဖြင့်ဖင်ကုတ်ကောင်းကုတ်လှုပ်နေပါတော့တယ်အမှန်တကယ်တော့မင်းစာကရှက်ပြီးဘာပြန်ပြီးတော့ဖြစ်ရမှန်းမသိဖြစ်နေခြင်းပါတို့ပါတော့လေစောကြီးကတော့မင်းစာတယောက်တာဝန်မယူခြင်းလို့စားပြီးနားမလဲလုံနေတယ်လို့မှတ်ထင်မိသွားတာကြောင့်ပဲဝေးလေကြောင်ပတ်လုံနေတာလားခွေးတောင်သားဟမ်စောကြီးမှာဆဲလဲဆဲထိုင်ရာကနေလေထလာလေခြင်းကြောင့်ပဲမင်းစာကကမန်းကထန်တားလိုက်ရပါတယ်ဟာမဟုတ်ပါဘူးဦးလေးရဲ့ကျွန်တော်ရှင်းပြတာလဲနားထောင်ပါဦးကျွန်တော်ကအခုတောင်မှလိုချင်သေးတယ်ဦးလေးကိုမပြောရဲလို့မပြောသေးတာပဲရှိတာဒီလိုဆိုတော့စောကြီးမှာမချေမနှက်ဖြင့်ပြန်ပြီးတော့ထိုင်လိုက်တယ်ခွေးမာသားကလေဟိုပကံကလာပြီးတော့လူဘာဝနေတယ်မင်းဆရာတတ်ခိုင်းတယ်မင်းရဲ့အုတ်ထင်းသူတွေကိုပြောလိုက်ကွာမိသားဖာသားပြပြီးလူလိုလာတောင်းလို့မဟုတ်လို့ကတော့မင်းကောဟိုမြောက်မှာကောမီးဖုတ်ပြီးတော့အရက်နဲ့မြည်ပြင်ပါကွာငါတကယ်လုံမှာနော်စောကြီးရဲ့စကားကြောင့်မင်းစားမအနှဲငယ်ကြက်သိန်းထသွားသလိုစောကြီးစကားတခွန်းကိုလည်းတော်တော်လေးကိုမှဦးကြောင်ချောင်းနိုင်နေမိပါတယ်မိသားပြပြကထားပါအောင်လူလိုလာပြီးတော့တောင်းဆိုတော့ဟုတ်တယ်သူကလူလိုမတောင်းလို့လေးပတ်ကြီးထောက်ပြီးတော့လာတောင်းအောင်မလားစက်ကမိုင်းအတွင်မှာမိုင်းပေါင်းများစွာခရီးသွားလာနိုင်စွမ်းရှိတဲ့အတွင်းစိတ်ရင်ကြောထဲမှာအတွေးပေါင်းများစွာဖြတ်တန်းသွားခဲ့တော့လေမင်းစားရဲ့နှုတ်ကတော့ဟုတ်ကဲ့ဦးလေးကျွန်တော်အမြန်ဆုံးစီစဉ်လိုက်ပါမယ်ဆိုတဲ့
စကားတခွန်းသာထွက်ပေါ်လာခဲ့တယ်ခတ်တော်လေခတ်ပါပြီဒီကိစ္စကအလုပ်ကိစ္စလည်းမဟုတ်ပါသူစောက်ကမြင်းကြောထားခဲ့တဲ့ကိစ္စပဲဖြစ်တော့တယ်ဒီလိုဆိုတော့မင်းစားအနေဖြင့်တတ်ခိုင်ကိုဓာတ်ရိုင်မပြောရဲပါဒါကြောင့်မလို့ရခိုင်ကြီးကိုအားကိုးတကြီးဖြင့်ဖုံးဆက်ပါတယ်စောကြီးကအုတ်ထင်းသူလို့ပြောခဲ့ပေမဲ့သူ့ဆရာရောသူ့ရဲ့အုတ်ထင်းသူရောကတတ်ခိုင်ပဲရှိတာလေသူ့လိုတကောင်ကြက်မှာတခြားအုတ်ထင်းသူမှမရှိတာပဲမင်းစားဖုံးဆက်ပြီးတော့ပြောလာတဲ့ဖြင့်ဘာမှစိတ်မပူဖို့သာမှားလိုက်ပြီးတော့ရခိုင်ကြီးတယောက်မှာငထွန်းတို့အခန်းကိုရှောက်သွားလိုက်ပါတယ်ဒီကိစ္စကသူ့တယောက်တည်းပြောတာတဲ့ဆိုင်ရင်တော့ငထွန်းပါရင်ပို့ပြီးတော့ကောင်းပါလိမ့်မယ်ငထွန်းတို့အခန်းထဲကိုရှောက်သွားတော့ခလေးကိုအုတ်ချင်အောင်လေးဖြင့်တိတ်ထားပြီးတစုံတစ်ခုကိုအလဲမှာထားကမျက်နှာချင်းဆိုင်ပြီးတော့အလုတ်ရှုံနေတဲ့ငထွန်းတို့လင်မယားကိုတွေ့လိုက်ရတော့တယ်ဒါကြောင့်မလို့ပဲဘာရီချက်နေတာလဲကွာငါလည်းကြွေးအောင်ရခိုင်ကြီးရဲ့အတန်ကြောင့်ပဲငထွန်းရောရမုံပါနှစ်ယောက်စလုံးဖြိုင်တူလှည့်ပြီးတော့ကြီးလိုက်မိကြပါတယ်အဲ့ဒီနောက်မှာတော့ရခိုင်ဘာကိစ္စလဲဟာငထွန်းရဲ့အမေကိုရခိုင်ကြီးမှပြန်မဖြေသေးပဲသူတို့တွေအလုံးရှုံနေတဲ့အရာကူသာစိတ်ဝင်တစားကြီးလိုက်မိပါတယ်ငါဖဲအယိုးတွေပါလားဒါကြောင့်မလို့အခန်းထဲမှာစပြီးတော့ဝင်လာကလေးကအနှဲငယ်ညှိဆွတ်ဆူနမ်းနေတာကိုဘာလို့ပို့လဲဟာရခိုင်ကြီးကပေးလိုက်ခြင်းဖြစ်ပါတယ်ဒီတခါတော့ရမုံကပြန်ပြီးတော့ဖြေလေတယ်အော်ဒီလိုကိုရခိုင်ကြီးရေဒီနောက်ပိုင်းမှာကျမနိုးသိမ့်မထွက်လို့အဲ့ဒါနိုးထွက်ကောင်းအောင်ငဖဲယိုးဟင်းကားပပူလေးလှုပ်ပြီးတော့တောက်မလားလို့ခလေးကိုနှုံးမုံဖြောပြီးတော့တိုက်လို့တော့ရပါတယ်ဒါပေမဲ့ကျမတို့ပဲတိုက်ချင်တာ။အော်ထို့တော့သာပြောပြီးရခိုင်ကြီးကငထုံးဘက်ကိုလှည့်လိုက်ခြင်းဖြစ်ပါတယ်။ဒီလိုဆိုတော့ငထုံးကလည်းဘာကိစ္စလဲဆိုတဲ့သဘောဖြင့်မေးဆက်ပြလိုက်တယ်။ရှမုံကတော့သူတို့နှစ်ယောက်မျက်နှာကိုတယောက်တလဲကြည့်ရင်းနဲ့အခဲခတ်လို့နေပါတော့တယ်။ရခိုင်ကြီးအနေနဲ့ကလည်းအလုပ်ကိစ္စမဟုတ်တာကြောင့်ဖြစ်ချောင်းကုံစင်ကိုရှမုံအရှိမပဲအကုန်ပြောပြလိုက်ပါတယ်ရှမုံကလည်းသူထင်ထားတဲ့ကိစ္စမဟုတ်တာကြောင့်အနှဲငယ်စိတ်ပေါ်လို့သွားတဲ့အပြင်ဒါဆိုရင်မင်းစားမိမရှားတော့မှာပေါ့လို့ကွမ်းသာအာရထပြီးတော့ပြောတော့တယ်ဒီလိုဆိုတော့ငထုံးကလည်းသူ့မိမကိုစိတ်မသက်သာဟန်ဖြင့်ပဲပြုံးပြလိုက်ပြီးတော့ညီမထင်တယ်လို့မလွယ်ဘူးညီမရဲ့လို့ပြန်ပြီးတော့ပြောလိုက်ပါတယ်ပြောလေပြောချင်ဆရာပဲလေသူတော်မှရမုံကိုယူဖို့အတော်လေးကိုမှတတ်တိမွေးကြရသည်မဟုတ်ပါလားဒါကိုတော့အခုချိန်ထိရမုံတယောက်ကကနနာမသိသေးပါဘာပဲဖြစ်ဖြစ်ကွာငါတို့ကအကြီးတွေပဲသွားပြီးတော့ပြောကြတာပေါ့တကယ်လို့အကိုကြီးကလက်မခံဘူးဆိုရင်လေမင်းစားကိုတော့ဘာမှအဖြစ်မခံနိုင်ဘူးအဲကရင်ကြီးကိုဟေ့ရသွားကြရှိတာပေါ့မယ်တော်တော်စကားများတဲ့အကောင်ပါလားငါမင်းလိုစိတ်ရှိတာမဟုတ်ဘူးကွာငထုံးရဲ့စကားမဆုံးခင်ရခိုင်ကြီးကကမန်းကထန်စကားဖြတ်ပြီးတော့ပြောလိုက်ရတယ်ဒီခွေးတောင်စားကစကားဆက်ပြီးတော့ပြောရင်သူ့မိမအရှိမစကားလွန်တော့မှန်မှန်သူသိလို့နေတယ်လေရခိုင်ကြီးရဲ့စကားကြောင့်ငထုံးကလည်းတတိဝင်သွားပြီးအရှိမဥဆောင်ပြီးတော့ထွက်သွားတော့တယ်ရခိုင်ကြီးကလည်းအတောက်မှလိုက်လို့သွားပါတယ်သူတို့တွေရဲ့ဥတီရာကတော့အပေါ်ဆုံးတက်မှာရှိတဲ့တက်ခိုင်ရဲ့အခန်းစီကိုပါရှမုံကတော့သူ့သမီးလေးနဲ့ကြံခဲ့တယ်မျက်နာတော့တိတ်ပြီးတော့မကောင်းပါအင်းလေသူမလည်းနှစ်ချီတွဲလောင်းအရွယ်မှမဟုတ်တော့တာပဲဒီနေရာမှာတက်ခိုင်ကိုပြောပြဖို့ဘာကြောင့်မလို့အခက်အခဲရှိနေမှနည်းနည်းလောက်တော့ရှင်းပြပါမယ်တက်ခိုင်ဒီအင်ပါယာတစ်ခုကိုထူထောင်တဲ့အခါမှာများသောအားဖြင့်မီးမရှိဖားမရှိတေလီချက်ဖို့လူငယ်များကိုသာစူးစီးတီးထောင်ပါတယ်နောက်ဆန်တင်းနေတဲ့အကောင့်တယောက်ရှေ့ဆက်ပြီးတော့ရှောက်ဖို့ဆိုတာအတော်လေးခက်ခဲတယ်ဆိုတော့သူ့ရဲ့ခံယူချက်ကြောင့်ပဲဖြစ်ပါတယ်ဒါပေမဲ့လည်းအဖွဲ့ရဲ့အဓိကစီကန်းချက်၃ချက်ဖြစ်တဲ့မိုးရေစေဝါမတုံးရမထိန်မချင်းရမခိုးရဆိုတဲ့စီကန်းချက်တွေကလွဲပြီးတော့တခြားသောအရာများကိုတိတ်ပြီးတော့ပြင်းပြင်းထန်ထန်တားမြစ်လေမရှိပါအထူးသဖြင့်လူငယ်တဘာဝရှိသားထားတာမိမယူတာ
သူ့အနေဖြင့်ဘာမှကိုပြောစရာမရှိတက်ခိုင်အမြဲပြောနေကြစကားတခွန်းရှိပါတယ်မင်းတို့အရန်ချစ်ခင်ရတဲ့သူတွေကမင်းတို့ရဲ့အကြီးမားဆုံးသောအားသာချက်ပဲပြီးတော့အကြီးမားဆုံးသောအားနည်းချက်ကလည်းသူတို့ပဲဆိုတဲ့စကားပါပဲဒါကလည်းနေရာတိုင်းအတွက်မှန်နိုင်မည်မဟုတ်ပေမဲ့ဒီလောကအတွက်တော့မှန်တဲ့လောက်မှန်ပါတယ်ပြောချင်တာကတော့မင်းမိသားစုဘဝနဲ့အေးဆေးနေချင်တယ်မဟုတ်လားဒီလောကကထွက်တော့အေးအေးဆေးဆေးနေမင်းရဲ့နောက်ထပ်မျိုးဆက်ကိုစောက်အားကိုတော့မပေးနဲ့ဟုတ်ပြီစိတ်မထိန်နိုင်ဘူးလားဖာသွားချတောင်းမယူနိုင်ပဲနဲ့သူများသားသမီးကိုဒုက္ခသွားမပေးနဲ့ဆိုတဲ့သဘောပဲဖြစ်ပါတယ်အဲကြားတဲ့ကမှကျွန်တော်ကသူ့ကိုပဲအယမ်းချစ်ပါတယ်သူ့ကိုမှမရရင်သေပါလိမ့်မယ်ဘာညာပြောလာခဲ့ရင်လေတက်ခိုင်ကမတားမြစ်ပါမင်းရဲ့သဘောလို့သာပြန်ပြီးတော့ပြောမိဖြစ်ပါတယ်သို့ပေမဲ့သူ့ကိုတော့ဘာမှအာယုံလာပြီးတော့မနောက်ပါနဲ့ရှင်းရှင်းပြောရရင်ငတ်ထုံးရမုံကိုယူခဲ့တယ်ဆိုပေမဲ့တက်ခိုင်အနေဖြင့်ဘသူစီကိုမှအောက်ကြနောက်ကြခံလိုက်ပြီးတော့တောင်းပေးခြင်းမဟုတ်သလိုသူ့ဘာသာဒီအတိုင်းအစဉ်ပြေပြေပြီးသွားခဲ့ခြင်းဖြစ်ပါတယ်အခုမှင်စားကိစ္စကထင်သလောက်တော့မလွယ်ပါပြီးတော့ကြော်ပွဲရွက်ပြီးသွားတောင်ပေးရမယ်အကောင်ကလည်းတက်ခိုင်ညို့ညင်ရင်တအုပ်စုလုံးပြုတ်နိုင်တဲ့အဖွဲပဲဖြစ်ပါတယ်ရှင်းရှင်းပြောရမယ်ဆိုရင်ဒီနောက်ပိုင်းကာလတွင်မှာစောကြီးတို့တက်ခိုင်ရဲ့အထောက်အပံ့ကောင်းမှုဖြင့်ဆက်လက်ပြီးတော့ရက်တည်နေကြခြင်းဖြစ်တော်တယ်ဒီလိုကောင်းစီကိုတက်ခိုင်ကသွားပြီးတော့တောင်းပေးရမယ်ဆိုတော့အကိုကြီးအခန်းထဲမှာရှိလားတာဝန်ကျခြားတဲ့နှစ်ယောက်ကိုငတ်ထုံးကမေးလိုက်ခြင်းဖြစ်ပါတယ်ဟုတ်အကိုကြီးဆရာကြီးအပြင်မထွက်လာသေးဘူးအေးခြားတိတ်လေးရဲ့အပြေအဆုံးမှာငတ်ထုံးတဲ့ရခိုင်ကြီးတို့တကားဝကိုအသာအရာပင်တုံးဖွင့်ပြီးအခန်းထဲကိုဝင်သွားကြပါတယ်တက်ခိုင်ကတော့ပတ်လက်ကလေးထိုင်အပေါ်မှာစာအုပ်တအုပ်ကိုစိတ်ဝင်တစားထိုင်ပြီးတော့ဖတ်နေတယ်အကိုကြီးငတ်ထုံးကခေါ်လိုက်ခြင်းဖြစ်ပါတယ်အေးဘာတော့ဟာတက်ခိုင်ကပြန်ပြီးတော့ဖြေပါတယ်ဗဇက်ကသာပြန်ဖြေနေတာမျက်လုံးတွေကတော့သူစိတ်ဝင်တစားဖတ်နေတဲ့စာအုပ်စီကမခွာပါဆရာကြီးမြတန်းတင်ရဲ့ရွှေပြည်တော်မြို့တိုင်းဝေပထမတွဲဒုတိယအတွဲကိုထိုင်ဖတ်နေခြင်းပဲဖြစ်တော်တယ်ကျွန်တော်တို့ပြောစရာရှိလို့ဒီလိုဆိုတော့တက်ခိုင်မှာသူ့ရဲ့အကြည့်တွေကိုဖတ်လက်စာမျက်နှာစီကခွာလိုက်ပြီးတော့ငထုံးတို့ဘက်ကိုမျက်နှာမူလိုက်တယ်ဒီနောက်မှာတော့ပြောဆိုတဲ့ပုံစံဖြင့်ခေါင်းဆက်လို့ပြလိုက်ပါတယ်အကိုကြီးမင်းစားကိစ္စနည်းနည်းပြောချင်လို့ဒီလိုဆိုတဲ့အခါမှာတော့ဘာလဲစောဤတူမနဲ့ကြိုက်နေတဲ့အကြောင်းကိုပြောမလို့လားအဲ့ဒါဆိုရင်ပြောမနေနဲ့တော့ဟိုကောင်ငါ့ကိုဖုံးဆက်ပြီးပြီတက်ခိုင်ရဲ့ပုံစံမှာထူးထူးခြားခြားအမှုအရာမရှိလို့ငထုံးတို့နည်းနည်းတော့အသက်ရှူချောင်းသွားကြပါတယ်အဲ့ဒါကြောင့်ပဲဟုတ်အဲ့ဒါဆိုသွားပြီးတော့တောင်းကြမယ်လေအကိုကြီးရခိုင်ကြီးရဲ့စကားကြောင့်ပဲတက်ခိုင်ကမျက်မှောင်ကျုံလိုက်ပြီးတော့ငါဘာကိုသွားပြီးတော့တောင်းရမှာလဲတက်ခိုင်ရဲ့စကားကြောင့်ပဲဟင်အကိုကြီးပဲသိတယ်ဆိုအေးလေသူတို့နှစ်ယောက်ကြိုက်နေတယ်ဆိုတာကြိုက်ပေါ်ဟာငါဘာလုပ်ရမှာလဲဒီလိုဆိုတော့တက်ခိုင်နားလဲအောင်ငထုံးကအသေးစိတ်ရှင်းပြလိုက်တယ်ငထုံးရဲ့စကားအဆုံးမှာပဲစိုးရင်ငါကိုဖုံးဆက်တုံးကဒီကိစ္စမပါဘူးလို့ဆိုပြီးတော့မျက်မှောင်ကြီးကျုံလို့နေပါတယ်အဲ့ဒီနောက်မှာတော့ဘင်းတို့ကောင်တွေမိမယူတိုင်းလိုက်တောင်ပေးနေရအောင်ငါဗိတ်သိက်ဆရာလည်းမဟုတ်ဘူးကွာရမ်းမိရပ်ဖလည်းမဟုတ်ဘူးကိုဘာကိုလိုချင်တာပဲကွာကိုဟာကိုသွားပြီးတော့တောင်းကြပေါ့အဲ့လိုတော့လည်းမဟုတ်ဘူးလေအကိုကြီးရဲ့အကိုကြီးကကျွန်တော်တို့ရဲ့အုတ်ထင်းသူလေရခိုင်ကြီးမှမရေတရေဖြင့်ထပြီးတော့ပြောလိုက်ခြင်းပါဒီကောင်ဒါမျိုးတော့အားကိုးရတာလို့ငထုံးတောင်မှစိတ်ထဲမှာတွေးမိသွားပါတယ်တက်ခိုင်မှာအတော်ကလေးစိတ်ကရှုပ်သွားဟန်ဖြင့်တခါမှမကုတ်စဘူးသူ့ရဲ့ခေါင်းတွေကိုတပြင်းပြင်းမြည်အောင်ကုတ်နေမိတယ်တခြားလိုအပ်ချက်မျိုးဆိုရင်တော့လေသူ့အနေဖြင့်မဆိုင်မတော်ဖြည့်စည်းလို့ပေးနိုင်ပါသေးတယ်အခုဟာကကိုတောင်မှစောက်သုံးမကြလို့
လူပြိုကြီးဖြစ်နေပါတယ်ဆိုမှပဲသူများကိုမိမလိုက်ပြီးတော့တောင်းပြရမယ်ဆိုတော့မင်းတို့အကောင်တွေမဟုတ်သေးဘူးလားလို့ပြီးတော့လေသွားပြီးတော့တောင်းပြရမယ်အကောင်ကလည်းလောကသားအချင်းချင်းတွေအင်းပေါ်လေဘာပဲဖြစ်ဖြစ်အ ਨੇ ဆုံးတော့တစ်ဖက်ကမိန်းကလေးကိုတန်ဖိုးထားရရောက်တာပေါ့အေးတစ်ဖက်ကဟိုပကန်းကိုကူးမယ်ကွာအချိန်ကတော့နေ့လေ3 နာရီခွဲခန့်အချိန်ဘန်ကောက်မှရန်ကုန်ကိုပြေးဆွဲနေတဲ့ MAI မြန်မာလေကြောင်းလိုင်းမှာ Airbus A319 အမျိုးအစားခရီးသည်တင်လေယာဉ်ကြီးမှာရန်ကုန်လေဆိပ်ကိုဆက်ရောက်လို့လာခဲ့တယ်။အဲ့ဒီလေယာဉ်ပေါ်မှာတခြားသောခရီးသည်များနဲ့အတူတက်လက်ပိုင်းခန့်အသားဖြူဖြူခတ်ချော်ချော်တရုတ်အမျိုးသမီးတယောက်ဆင်းလာခဲ့ပါတယ်။အခုတစ်ခါကိုရောက်လာတဲ့ရန်ကုန်ခရီးစဉ်ကသူမအတွက်ပထမဆုံးဖြစ်တော်လေ။သူမရဲ့ဟန်ပန်အမှုအရာမှာကြောက်ရွံ့စိုးရိမ်မှုတို့စိုးစင်းတောင်မှဖြစ်မနေခဲ့ပါခြေလန်းတလန်းစီတိုင်းကရင်ပြီးတော့လှသလောက်ရဲရင်ပြီးပြတ်သားတဲ့အသွင်အပြင်ကိုလည်းစောင့်နေပါတော့တယ်သူမရဲ့ဥတီယာကတော့ရန်ကုန်လေဆိပ်အပြင်ဘက်ကကားပါကင်စီကိုဖြစ်ပါတယ်အဲ့ဒီနောက်မှာကားပါကင်တနေရာကိုရောက်တော့ဟန်ဖုံးကိုထုတ်ပြီးတစုံတစ်ယောက်ကိုဖုံးခေါ်လို့နေပါတော့တယ်10 မိနစ်ခန့်ကြာတဲ့အခါမှာတိုယိုတာကားအပြူလေးတစ်စီးကအဲ့ဒီအမျိုးသမီးနားမှာရှက်လိုက်ပြီးတဲ့နောက်ကားပေါ်မှာအနောက်တိုင်းအမဲရောင်ဝတ်စုံကိုဝတ်ဆင်ထားတဲ့လူနှစ်ယောက်မှာဆင်းလာပြီးအဲ့ဒီအမျိုးသမီးကိုခါညွတ်ပြီးတော့အယိုအသေးပေးလိုက်ပါတယ်ကြိုးဆိုပါတယ်မမလေးဘယ်ဟိုအရင်ပို့ပေးရမလဲခင်ဗျာဟိုတယ်ကိုပဲမှောင်းပါဟုတ်တက်ခိုင်ငတ်ထွန်ရက်ခိုင်ကြီးနဲ့တက်ခိုင်ခြာတဲ့ရှေ့ရောက်ခန့်အပြင်မဲကြီးတို့မျိုးစော်တို့ပီတာတို့နောက်လိုက်အနေငယ်ဖြင့်ဒလားပတ်ချမ်းကိုရှောက်ရှိလို့နေပါတယ်ဒီတခါတော့ရှွန်းလေလေပါလာတယ်ရမုံကတော့ခလေးတစ်ဖက်နဲ့မလို့ကြံနေခဲ့ခြင်းဖြစ်ပါတော့တယ်ရှွန်းလေကိုတွေ့တော့စောကြီးတစ်ဖက်ကရင်လူမိုက်တယောက်ကမင်းစားချာတိတ်ကိုတိုးတိုးလေးကပ်ပြီးတော့မေးပါတယ်ဟေ့အဲ့ဒါဘာတူလဲဒီလိုဆိုတော့မင်းစားရဲ့ချာတိတ်မှာလေအန်ချိတ်ပြီးတော့တိုးတိုးကလေးကပ်ဖြေပါတယ်ခွေးမာသားရတယ်မင်းအလောင်းမပြောက်ချင်ဗစက်ပိတ်ထားလိုက်တော့မင်းစားချာတိတ်ရဲ့စကားကြောင့်ထိုလူမိုက်မှာတစုံတစ်ခုကိုသဘောပေါက်သွားတဲ့ပုံစံဖြင့်အောလို့ဆိုလိုက်ပြီးခေါင်းတစ်ချက်ညှိလိုက်ပါတယ်ဘာလို့သဘောပေါက်သွားတယ်လဲဆိုတာတော့သူပဲသိပါလိမ့်မယ်သူတို့အပွဲစောကြီးတို့ခြံဝင်းထဲကိုရောက်တော့စောကြီးကိုယ်တိုင်အိမ်ပေါ်ကဆင်းကြိုတယ်ဟဲ့အောင်စောကြီးမတွေ့တာတော့နည်းနည်းကြာနေပြီမသေးသေးဘူးမလားတက်ခိုင်ရဲ့နှုတ်ဆက်စကားကြောင့်စောကြီးတယောက်မှမျက်မှောင်ကြီးကိုကြုံသွားပါတယ်နေရတော့ရောက်ချင်းလီးစကားစပြောပြီးစောကြီးမှတက်ခိုင်ကိုဆဲလိုက်တဲ့ဖြင့်ငါထုံးတို့အဖွဲသားတွေတက်ခိုင်မျက်နှာကိုလှမ်းပြီးတော့အခဲခတ်လို့နေပြန်တယ်တို့ပါတော့လေတက်ခိုင်မှာစိတ်ဆိုးတဲ့အမှုအရာမပြပဲရေကျဲကျဲဖြင့်အခြေဆုံးကနေအိမ်ဘောကိုဥဆောင်ပြီးတော့တက်သွားတာကြောင့်သူတို့အားလုံးလည်းတက်လိုက်ကြပါတယ်အဲ့ဒီနောက်အေကန်ထဲမှာအစင်ပြေသလိုထိုင်လိုက်ကြတယ်အစင်ပြေသလိုထိုင်နေဆိုပေမဲ့တက်ခိုင်ရဲ့အပွဲသားတွေမှာစီးစနစ်ရှိပါတယ်ဘယ်သူကဘယ်နေရာမှာထိုင်ရမယ်ဆိုတာဘယ်သူမှပြောပြနေစရာမလိုပါစောကြီးတို့အေကန်ကကျဲကွန်းတယ်ဆိုပေမဲ့ခင်းထားတဲ့စပွဲကလေးထိုင်များမှာရောက်လာမဲ့တက်ခိုင်တို့အဖွဲ့နဲ့စောကြီးတို့အဖွဲ့ထိုင်ဖို့အတွက်ဘလို့မှမလောက်ငှနိုင်ပါအဲ့ဒါကိုစောကြီးကသိတာကြောင့်စောကြီးတယောက်မှထိုစပွဲများကိုဖယ်ရှားခိုင်းပြီးခန်းလုံးပြေတင်ပြူးဖြာများသာခင်းထားခဲ့ပါတယ်ဒီလိုဆိုတော့အားလုံးမှာချောင်းချောင်းချီချီထိုင်လို့ရသွားတယ်တို့ပင်မဲ့လေတက်ခိုင်အဖွဲ့သားတွေအနေဖြင့်အကုန်လုံးဝင်းထိုင်ကြသည်မဟုတ်ပါငတ်ထုံးရခိုင်ကြီးအပါလက်ရွေးစင်တချို့နဲ့အပိုင်းစားလူမိုက်တွေလောက်သာဝိုင်းတဲ့ဝင်ထိုင်နေကြခြင်းဖြစ်ပြီးတော့ကြံတဲ့ခြားတိတ်တွေမှာတင့်တော်တဲ့နေရာများမှာအသီးသီးမတ်တက်ရလျက်သာဖြစ်ပါတယ်ထုံးစံအတိုင်းပဲငတ်ထုံးကတက်ခိုင်ရဲ့ညာဘက်မှာဝင်းထိုင်တယ်လို့ရခိုင်ကြီးကလည်းတက်ခိုင်ရဲ့ဘဲဘက်အချမ်းမှာဝင်ပြီးတော့ထိုင်လိတယ်ဒီနေရာမှာတော့ရခိုင်ကြီးမှာတက်ခိုင်ကိုတက်ခွက်ပြလိုတာကြောင့်တက်ခိုင်နဲ့ခက်ကွက်ကွာမှသာဝင်ပြီးတော့ထိုင်လိုက်တယ်စောဤတို့ကတော့တက်ခိုင်နဲ့မျက်နှာချင်းဆိုင်မှာဝင်ပြီးတော့ထိုင်ချပါတယ်တက်ခိုင်အပွဲထဲမှာတဦးတည်းသောမိန်းကလေးအပြည့်ပါလာတဲ့ရှုံးလဲမှာတော့ဘယ်မှာဝင်ပြီးတော့ထိုင်ရမှန်းမသိပဲကြောင်တောင်တောင်ဖြစ်လို့နေတော့တယ်
အဲ့ဒီအကွက်ကိုချောင်းနေတဲ့ရခိုင်ကြီးမှာရှွန်းလေဒီယိုလာလေးလို့ဆိုလိုက်ပြီးသူနဲ့တက်ခိုင်အကြားကအနှဲငယ်လွတ်နေတဲ့နေရာကိုခေါ်လိုက်ပါတော့တယ်ဒီလိုဆိုတော့ရှွန်းလေကလည်းကျုံကျုံလေးဝင်ပြီးတော့ထိုင်ပါတယ်ဘယ်မှာတော့ဟာဟိုနွားလောင်းအုတ်တဖားကတက်ခိုင်ရဲ့အမေကွန်းကြောင့်စောကြီးကလွှဲပြီးကြံတဲ့သူတွေမှာပြုံးစီဖြစ်သွားကြတယ်သူ့ကိုမေးနေမှန်းသိလို့ဘေးမှာခြာတိတ်တွေနဲ့အတူရောချောင်ပြီးတော့ရက်နေတဲ့မင်းစာကပြန်ပြီးတော့ဖြေလိုက်ရတယ်ကျွန်တော်ရှိပါတယ်အကိုကြီးမင်းကဝင်းမထိုင်ပဲဘာလုပ်နေရလဲဒီလိုဆိုတော့မင်းသားကလည်းဝင်ပြီးတော့ထိုင်လိုက်ရတယ်အဲ့ဒီနောက်မှာတော့ပြောင်စိုးဘယ်လဲခေါ်လေကွာကလေးမလေးကိုတက်ခိုင်ရဲ့စကားကြောင့်ပဲဘာမှခေါင်းနေစရာမလိုဘူးအစိုးရတဲ့ကရှောင်းနေတာလို့ဆိုပြီးအခန်းဝမှာမတ်တက်ရနေတဲ့ကလေးမတယောက်ကိုလှမ်းပြီးတော့ခေါ်လိုက်တယ်ဒီလိုဆိုတော့တက်ခိုင်ကလည်းလှမ်းပြီးတော့ကြည့်လိုက်ပါတယ်စောနောကရင်နွေးချမ်းအိုလာချပေးတဲ့ကလေးမလေးပဲဖြစ်တော့တယ်ကရင်ပီပီအသားဖြစ်ဖြူမျက်နှာဝိုင်းလေးနဲ့ချစ်ဖို့ကောင်းတဲ့ရုပ်ရည်ပိုင်ရှင်လေးလည်းဖြစ်ပါတယ်ဒီနောက်မှာမှင်စာနဲ့ထိုကလေးမလေးတို့တင့်တော်ရနေရာမှာနှစ်ယောက်ရှင်တွဲလျက်သားဝင်ပြီးတော့ထိုင်လိုက်ကြတယ်ကဲစောကြီးလာတောင်းဆိုလို့တောင်းတာပဲကွာကျန်တာတော့ထွေထူပြောမနေတော့ဘူးပြောလဲမပြောတတ်ဘူးကွာမင်းတို့မာကိုသိန်းတရာရွှေတကူစာနဲ့ခန်းဝင်ပစ္စည်းအစုံနဲ့တင်တောင်းမယ်ကွာအဲ့ဒါကိုမင်းကျင်တတ်လားဖာကျန်းစလိတ်ကိုမင်းညင်နေရင်မှတက်ခိုင်ပေးလိုက်ခြင်းဖြစ်ပါတယ်အဲ့ဒီခေအဲ့ဒီအခါကထိုပမာဏမှာအရန်ကြီးများတယ်လို့မဆိုသားတော့လဲနဲတဲ့အထဲမှာလည်းမပပါစောကြီးအနေဖြင့်ကလည်းရတယ်နင်လာပြီးတော့တောင်းရင်ကိုကျင်းတတ်ပြီကျန်တာနင့်ပါနင်ပေးချင်တာပေးငါကလည်းအိမ်နဲ့ချန်လက်ဖွဲ့မယ်အေးအဲ့ဒါဆိုရင်လည်းပြီးရောဒီနောက်မှာတော့တက်ခိုင်မှာမှင်စာတို့စုံတွဲဘက်ကိုလှည့်လိုက်ပြီးတော့လင်းဝတ်တရားတွေမယားဝတ်တရားတွေတော့ငါ့ကိုလာမမေးနဲ့ငါလည်းမသိဘူးအစင်ပြေအောင်နေကြပါကွာဟုတ်ပြီလားအဲ့ဒီလိုပြောတော့မှင်စာကလည်းဟုတ်ကဲ့အကိုကြီးလို့ပြန်ဖြစ်သလိုကလေးမလေးကလည်းဟုတ်လို့ပြန်ဖြစ်ပါတယ်အနှစ်ချုပ်ပြီးတော့ပြောရရင်မိမတောင်ပွဲကမြန်ဆက်ဆံပဲပြီးဆုံးလို့သွားတော့တယ်မဲကြီးနဲ့ပြီးတာမှလက်သန်းလုံးလောက်ပစုံကြောက်ကြီးတွေဖြင့်တုတ်ထားတဲ့လက်ဖက်တုပ်ကိုမတိမတာလေးခတ်ဆာလိုက်ရုပ်သီးစိမ့်လေးကိုက်လိုက်ရင်နွေးချမ်းလေးတောက်လိုက်ဖြင့်စိန်ကြနေတော့ပဲရှိပါသေးတယ်မိမတောင်ပွဲကပြီးသွားပြီဆိုတော့ဆက်ပြီးတော့ပဲစားမလို့ထပဲထရတော့မလို့ဖြင့်အတော်လေးကိုမှခွာကြလို့သွားတော့တယ်အစာပိုင်းတုန်းကတက်ခိုင်မှကိစ္စပြီးတာနဲ့ချက်ချင်းထပြန်ဖို့စီစဉ်လို့ထားခဲ့တော့လေမင်းစာမျက်နှာငယ်မှာဆိုးတာကြောင့်အေးဆေးထမင်းစားတော့ပြီးညနေလောက်ကြာမှပြန်သွားတော့တယ်မင်းစာအတွက်တော့အတော်ကလေးပျော်ရတဲ့နေ့တရက်ဖြစ်သွားခဲ့ပါတယ်တခုတော့လေရှိသည်ပေါ့တက်ခိုင်တောင်းဝန်ပေးထားတဲ့လက်ရှိနေရကတော့တက်ခိုင်အမိန်ဖြင့်ဖယ်ပေးလိုက်ရတယ်ဒါကလေသူ့အတွက်ပါအောက်ကြည့်မြင်တိုင်းလမ်းမတနေရာမှာရှိတဲ့ဟိုတယ်အင်မော်တယ်တဲမှာတော့မမလေးဒီနေရာကသူတို့ပိုင်တဲ့လုံလုံဖြစ်သွားပြီအရန်ကုန်မှာအန်တီရများတယ်ပြီးတော့ရန်ကုန်နေမြေမှာဒီအဖိုးကြီးရဲ့လူတွေကနေရာအနှံ့မှာရှိတယ်ကျွန်တော်တို့တောင်မှလှုပ်ဝက်ပြီးတော့လှုပ်ရှားနေရတာတတ်တော်ဆောင်တယောက်ရဲ့စကားအစုံမှာအားလံမှာမထိတက်ထိပြုံးလိုက်ပါတယ်ဟွန်းအန်တီရဲ့အချိဆုံးနေရာကအလုံးကြုံဆုံးပဲဆိုတာမင်းမကြားဘူးလားငါညွှန်ကြားချက်မရမချင်းမင်းတို့နေရာမှာမင်းတို့အေးဆေးပြန်နေတည်င်းတွေကိုလည်းဇက်တိုက်စုံစမ်းထားဒီလိုဆိုတော့အဲ့ဒီတတ်တော်ဆောင်နှစ်ယောက်ကလည်းဟုတ်မမလေးလို့ပြန်ပြေးပြီးပြန်ထွက်လို့သွားတော့တယ်ဒီနောက်မှာအားလံတယောက်ပြင်းပြင်းရှိတာနဲ့ဟိုတယ်ထဲမှာဖိုနာဒီနာလိုက်ပြီးတော့ကြည့်နေမိတယ်မိမိတို့အပိုင်ဟိုတယ်တွေနဲ့တော့တခြားစီပဲဖြစ်ပါတယ်တို့ပါတော့လေတယောက်တည်းအေးအေးလူလူနေမယ်ဆိုရင်တော့နေပြောပါတယ်အားလန်ထဲမှာဟိုတယ်ထဲကိုလိုက်ပြီးတော့ကြည့်နေတော့တစုံတယောက်ကသူ့ကိုအံအားသင့်တဲ့မျက်လုံးတွေနဲ့ကြည့်နေတာကိုတော့အားလန်တယောက်မှသတိမထားလိုက်မိပါဘူးထို့သူကလည်းတစ်ချက်မျှသာကြည့်ပြီးတော့နောက်ပိုင်းမှာဆက်ပြီးတော့မကြည့်တော့ပဲဟိုတယ်အပြင်ဘက်ကိုအေးအေးဆေးဆေးပြန်ပြီးတော့ထွက်လို့သွားခဲ့တယ်ဘာပဲပြောပြောအတွေ့အကြုံကတော့စကားပြောပါတယ်
ဘယ်လေမင်းဟာကဟုတ်လို့လားဟာကျွန်တော်မကမ်းပါဘူးဗျာကိုရခိုင်ကြီးမပြောနဲ့ကျွန်တော်တောင်မှတတော်ကမှအံ့ဩသွားတာအထောက်တိုင်းဝတ်စုံဝတ်ထားတယ်ပေါ်တော်တော်နှစ်ကောင်နဲ့လေအပတ်အသက်ရှိမယ်ထင်တယ်ဗျကျွန်တော်အဲ့ဟိုတယ်တဲကိုရောက်နေတာသူတို့တွေမသိကြဘူးဘယ်လေးရဲ့စကားအဆုံးမှာရခိုင်ကြီးကတတော်ကမှငိုင်းသွားပါတယ်အရင်တုန်းကတော့အရက်တွေအရှမ်းမှုပြီးတတ်မယ်ဖြတ်မယ်လို့ကိုယ်တိုင်ကြုံဝါခဲ့ပူးတော့တယ်လက်တွေ့ကြတော့မလုပ်ရပါပြီးတော့သူ့ဟာနဲ့သူနေသားကြနေပါဒီမတာမကဘလို့ပြန်ပြီးတော့ဩလာမှမသိအခုတော့သူ့မှာကြောင်တောင်ကြီးဖြစ်လို့နေရတော့တယ်ဘာလို့မှမသိတော့ပါအကိုကြီးတက်ခိုင်တီလို့ကတော့ကျင်းတေပေါအလျှော့ခံမှာဖြစ်ပါတယ်အားလန်နေမကအားလန်တဲတဲ့ဟိုတယ်တစ်ခုလုံးကိုပါကွိုင်ပူးလို့သွားနိုင်တယ်ဟိုတယ်အင်မိုတယ်ဆိုတာကတော့သူတို့လက်အောက်မှာရှိတဲ့ဟိုတယ်တစ်ခုပဲဖြစ်ပါတယ်ရခိုင်ကြီးမှာစိတ်ရှုပ်ထွေးစွာဖြင့်လေဘူးတစ်ချက်ကိုမှုတ်ခါထုတ်လိုက်ပြီးဟူးမင်းအကိုကြီးကိုသွားပြီးတော့ပြောပြီလားဘယ်လေးမှခေါင်းကိုခါလိုက်တယ်ကျွန်တော်အဲ့လောက်တော့လူမှန်းသိပါတယ်ဗျာကိုရခိုင်ကြီးကိုပဲအရင်ဆုံးလာပြီးတော့ပြောပြတာအေးဒီကိစ္စငါကြည့်ပြီးတော့ရှင်းလိုက်မယ်ကွာမင်းအကိုကြီးနဲ့ငါထုံးကိုဘာမှသွားပြီးတော့မပြောနဲ့အောင်ကျွန်တော်ကိုစိတ်ချပါဒါပေမဲ့တယောက်ထဲတော့ကြိတ်ပြီးတော့မလုံးနဲ့တော့ကိုရခိုင်ကြီးတခုဆိုရင်ကျွန်တော်တို့ကိုလည်းခေါ်အောင်ဘယ်လေမင်းစောက်စကားမရှိနဲ့ကွာရခိုင်ကြီးကဟောက်လိုက်တဲ့ဖြင့်ဘယ်လေးကလည်းဗဇက်ပိတ်လို့သွားတော့တယ်အကိုကြီးတွေ့ကျင်နေတဲ့ဆရာသမားနှစ်ယောက်လေတက်ခိုင်ရဲ့စေခန်းချက်အရာလှိုင်ဘွားနဲ့အညာသားတို့မျိုးစော်ခေါ်လာပေးခြင်းဖြစ်ပါတယ်တက်ခိုင်မှာခြာတိန်နှစ်ယောက်ကိုအသေးအချာစိုက်ပြီးတော့ကြည့်လိုက်တယ်တက်ခိုင်ရဲ့စူးရှားချအကြည့်တွေကိုမခံနိုင်တဲ့လှိုင်ဘွားနဲ့အညာသားမှာအရှိုးရှိုးကောင်းတွေငုံထားကြတော့တယ်ငကိုတဲကရန်ကုန်ရဲ့ဂုရုကြီးမလို့ရှိန်နေပါတယ်ဆိုမှပဲဒီလိုစိုက်ကြည့်တော့ပို့ပြီးတော့စိုးပြီပေါ့မင်းတို့နှစ်ယောက်တည်းကလှိုင်ဘွားဆိုတာဘဲကောင်းလဲတက်ခိုင်ကမေးလိုက်တဲ့ဖြင့်ကျွန်တော်ဘာလို့ညာဘက်အချမ်းမှာထိုင်းနေတဲ့တယောက်ကထပြီးတော့ဖြစ်ပါတယ်ဒီလိုဆိုတော့တက်ခိုင်မှာကြံတယောက်ကိုကြည့်လိုက်ပြီးဒါဆိုရင်မင်းကအညာသားပေါ့ဟုတ်မင်းတို့ရဲ့စားကိုတော့သဘောကျတယ်ဒါပေမဲ့မိမလို့မိမရညံ့တယ်လူတတ်တာတော့မကြိုက်ဘူးတက်ခိုင်ကထိုးသူပြောပြီးစကားကိုခစ်ထားရှက်ထားခဲ့တယ်ဒီလိုဆိုတော့လှိုင်ဘွားဆိုတဲ့ခြားတိုင်းမှာတက်ခိုင်ကိုစကားတခွန်းပြန်ပြီးတော့ပြောပါတယ်အင်းအားချင်းမတူဘူးလေဦးလေးရဲ့အဲ့တော့လေညံကူရတာပေါ့တယောက်ချင်းဆိုရင်ကျွန်တော်မကြောက်ပါဘူးယောက်ျားအချင်းချင်းပဲဥစ္စာတက်ခိုင်မှာသဘောကျသွားနဲ့တစ်ချက်ပြုံးလိုက်တယ်အဲ့ဒီနောက်မှာတော့ဟာမင်းသိချလားတယောက်ချင်းဆိုရင်မကြောက်ဘူးဆိုတာသိချတယ်ဗျာပြိုင်ပွဲတစ်ခုပြန်ရမယ်ဆိုရင်မင်းစိတ်ဝင်စားလားနိုင်ရင်မိကွက်စီတကြောကိုမင်းရမယ်ကွာရှုံးရင်တော့မင်းသိမှာတက်ခိုင်ရဲ့စကားအစုံလှိုင်ဘွားမှာအနှဲငယ်စဉ်းစားလိုက်ပါတယ်ဘလို့ပြိုင်ပွဲလဲမင်းပြောသလိုတယောက်ချင်းရှင်ပြီးတော့ခုတ်ရမယ်ပွဲဘယ်သူနဲ့လဲဦးလေးနဲ့တော့မဟုတ်ပါဘူးနော်လှိုင်ဘွားရဲ့စကားကြောင့်တက်ခိုင်မှာဟဟပပရှိလိုက်ပြီမင်းလိုမျိုးကောင်တွေနဲ့ပါပဲမြက်မြတတာဆိုရင်တော့ကျွန်တော်မကြောက်ဘူးဟုတ်ပြီလေအိမ်မှာပြန်ပြီးတော့300နာလိုက်ပြီးရင်မင်းတို့နှစ်ယောက်စလုံးဒီကိုပြန်လာခဲ့တက်ခိုင်ရဲ့စကားအစုံအညာသားကထပြီးတော့ပြောပါတယ်ဆရာကြီးပြိုင်ပွဲကသူ့တယောက်ထဲလားကျွန်တော်ရောမပါဘူးလားမင်းတို့နှစ်ယောက်စလုံးကိုပြန်လာဖို့ပြောနေတယ်လေတွေးရှင်တော့လာခဲ့ပေါ့ကွာဒီလိုဆိုတဲ့အခါမှာမပူနဲ့ဆရာကြီးကျွန်တော်တို့တွေလာခဲ့မယ်ဒီနောက်မှာတော့မျိုးစော်ကထိုချာတိန်နှစ်ယောက်ကိုပြန်လဲပြီးတော့ခေါ်ဆောင်လို့သွားခဲ့တယ်တက်ခိုင်မှာတော့ထွက်သွားတဲ့ချာတိန်နှစ်ယောက်ရဲ့ကြောပြင်ကိုစိုက်ပြီးတော့ကြည့်နေပါတယ်တကောင်ကတော့တဆွတ်ထိုသမားမိုက်ဆရာချင်းရဲ့ကန်းကုံအောင်လို့ပိုက်မယ်အကောင်မျိုးပါတကောင်ကတော့အခြေအနေနဲ့အချိန်အခါကိုအုံနောက်တုံးပြီးတော့ဖြည့်ရှင်းတတ်တဲ့လူစားမျိုးပဲဖြစ်ပါတယ်တွဲဖက်တော့လေညီသားပဲ
3 ရက်ကြာပြီးတဲ့နောက်မှာတော့တက်ခိုင်ရဲ့အထူးလက်ရေးစဉ်ခြာတိတ်အယောက်20ရှိရာလဲကူးတဲ့ကလဲကွင်းပြင်ကြီးတဲ့ကိုတက်ခိုင်ကတော့ရခိုင်ကြီးမျိုးစော်နဲ့ခြာတိတ်အသစ်နှစ်ယောက်မနက်အစောကြီးရောက်ရှိလို့လာကြတယ်တက်ခိုင်ရောက်လာတဲ့ဖြင့်ခြာတိတ်တွေလည်းလှုပ်လက်စာလေးကျင်ကံများကိုရှန်နာထားလိုက်ကြပြီးကွင်းပြင်ထဲမှာတန်းစီပြီးတော့ရက်နေလိုက်ကြတယ်တက်ခိုင်မှာတယောက်ချင်းစီကိုအသေးအချာလိုက်ပြီးတော့ကြည့်ပါတယ်အဲ့ဒီနောက်မှာတော့ခေါင်းစဉ်တက်ရမယ်ဆိုရင်တော့သွေးလန်းတဲ့ဗနက်ခင်းလိုပဲတက်ရမှာပေါ့ကွာမင်းတို့လက်ယုံကြီးကိုအကောင်းဆုံးချပြမယ်အချိန်ပဲနိုင်ရင်ရှင်မယ်ရှုံးရင်သိမယ်မပြရဲတဲ့ကောင်ရှိရင်အခုပြောတခါတည်းထွက်သွားပြီးတော့မှကြောင်တောင်မလုံနဲ့တက်ခိုင်ရဲ့စကားမှာဆုံးသွားပြီးအတန်ကြာတဲ့အထိဘသူမှတုံတုံလှုပ်လှုပ်မလုပ်ကြပါဒီလိုဆိုတော့လေတက်ခိုင်ကိုယ်တိုင်ကွင်းပြင်အလင်မှာစီးဝိုင်းတစ်ခုကိုဆွဲလိုက်တယ်အဲ့ဒီနောက်မှာတော့ဒီထဲမှာဝင်းပြိုင်တဲ့2ယောက်ထဲကတယောက်ပဲအသက်ရှင်ရဲ့ပြန်ပြီးတော့ထွက်လို့ရမယ်ကြောက်ပြီးတော့စီးဝိုင်းအပြင်ထွက်ပြေးရင်တော့ငါကိုယ်တိုင်ခုတ်တာမှာကြားလာငါပြောတာတက်ခိုင်ရဲ့စကားအဆုံးမှာခြာတိတ်အယောက်20စီမှာဟုတ်ဆိုတဲ့အတန်မှာတညီတညာတဲ့ထွက်ပေါ်လို့လာခဲ့တယ်ဒီနောက်မှာတက်ခိုင်ကလှိုင်ဘွားတို့ဘက်ကိုလှည့်လိုက်ပါတယ်မင်းတို့ရောအဆင်ပြေလားမပြေဘူးဆိုရင်အခုတခါတည်းပြောစီဝိုင်းတဲ့ကြောင့်မှပြောလို့မရဘူးတယောက်ချင်းပဲမဟုတ်လားဦးလေလှိုင်ဘွားကမေးလိုက်ချင်းဖြစ်ပါတယ်အေးတယောက်ချင်းပဲဒါပေမဲ့2ယောက်တယောက်ဖြစ်ချင်းလည်းဖြစ်မယ်ဘယ်လိုလဲတက်ခိုင်ရဲ့စကားကြောင့်လှိုင်ဘွားမှာနည်းနည်းတော့တွေ့သွားပါတယ်2ယောက်တယောက်ဆိုရင်သူအဆင်ပြေပါမလားဘာပဲပြောပြော2ယောက်လောက်တော့သူထိန်းလို့ရပါသေးတယ်3ယောက်ဆိုရင်တော့လွယ်မှာမဟုတ်ပါဒါကြောင့်မလို့ပဲဦးလေ2ယောက်ထပ်ပို့ရင်တော့ကျွန်တော်မပြိုင်ဘူးသွေးကြောင်လို့ပြောနေတာမဟုတ်ဘူးနော်မဖြစ်နိုင်လို့ပြောနေတာမပို့ပါဘူးပို့စရာလည်းမရှိဘူးတက်ခိုင်ဒီလိုပြောတော့လှိုင်ဘွားကလည်းခေါင်းငိတ်ပြီးတော့သဘောတူပါတယ်အညာသားကလည်းထွေထွေထူးထူးပြန်ပြီးတော့ပြောမနေပါဒီလိုဆိုတဲ့အခါမှာတော့ဟုတ်ပြီအစင်သေးဖြစ်ရင်ကွင်းထဲကိုဝင်တော့လှိုင်ဘွားနဲ့အညာသားမှာတယောက်မျက်နှာတယောက်ကြည့်လိုက်ကြတယ်အဲ့ဒီနောက်မှာလှိုင်ဘွားကကွင်းထဲကိုအရင်ဦးဆုံးဝင်သွားပါတယ်စစ်ပြန်ကြီးနဲ့ဆရာ2ယောက်မှာတော့သူတို့ကိုအကြောင်းမကြားပါမကြားနဲ့ရုတ်တရက်ကြီးရောက်ချလာပြီးရောက်လာကြတဲ့ကသူတို့ကိုစကားတခွန်းမှမဟပဲသူလှုပ်ချင်တာကိုပဲတောက်လျှောက်လှုပ်နေတဲ့တက်ခိုင်ကိုကြောင်ပြီးတော့ကြည့်နေကြတော့တယ်ပြောရမယ်ဆိုရင်သူတို့ကလည်းတက်ခိုင်ငှားထားလို့ဒီနေရာကိုရောက်လာခြင်းဖြစ်ပါတယ်သို့ပါတော့လေစီးမထားတာကိုတော့သဘောမကျပါဒါကြောင့်မလို့မနေနိုင်တဲ့စစ်ပြန်ကြီးမှာတက်ခိုင်ကိုတစုံတစ်ခုပြောဖို့အတွက်တက်ခိုင်ရှိရာကိုလှမ်းပြီးတော့သွားလိုက်တယ်သို့ပါတော့လေစစ်ပြန်ကြီးကတက်ခိုင်စီကိုမကြောက်လိုက်ပါဘူးလမ်းကူးလက်မှာပဲငတ်ထုံးရဲ့တားမြစ်ခြင်းကိုခံလိုက်ရတယ်စိတ်မဆိုးပါနဲ့စစ်ပြန်ကြီးတို့ကိုတမင်အကြောင်းမကြားပဲထားခဲ့တာဒါကလည်းအကိုကြီးရဲ့အစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းပဲပြီးတဲ့အထိကြည့်ပါဦးပြီးတော့မှစစ်ပြန်ကြီးပြောချင်တာပြောပါပေါ့ငတ်ထုံးစကားကြောင့်စစ်ပြန်ကြီးလည်းမှုံကုတ်ကုတ်နဲ့နောက်ပြန်ပြီးတော့စုတ်သွားတော့တယ်လှိုင်ဘွားကစီဝိုင်းတဲကိုရောက်နေပြီဖြစ်လို့သူ့ရဲ့ပြိုင်ဘက်ကိုတက်ခိုင်ကရွေးချယ်ပါတော့တယ်အဲ့ဒီနောက်မှာတော့တစ်ချိန်ကငတ်ထုံးနဲ့ကြီးမြင့်တိုင်ကန်နာစိတ်မှာဘီယာထိုင်ပြီးတော့တောက်နေတော့သူ့အဖွဲတဲကိုဝင်လို့ပါတယ်လို့ပြောလာတဲ့ဓာတ်ခဲဆိုတဲ့ခြာတိတ်ကိုမှတ်မိလို့သွားသဖြင့်ပဲမင်းနာမည်ဓာတ်ခဲလားဟုတ်ဆရာကြီးအဲ့ဒါဆိုရင်မင်းဝင်တက်ခိုင်ရဲ့စကားအစုံဓာတ်ခဲကလည်းမဆိုင်မတော့ပဲစီဝိုင်းတဲကိုဝင်သွားခဲ့တယ်ဓာတ်ခဲနဲ့လှိုင်ပွားကတော့စီဝိုင်းအလဲမှာအသက်လုကြပါတော့မယ်ရော့တက်ခိုင်မှာစီဝိုင်းတဲကိုငှက်ကြီးတောင်2လက်ပြစ်ပြီးတော့ပေးလိုက်ခြင်းပါသူကိုယ်တိုင်လည်းငှက်ကြီးတောင်1လက်ပေးချပြီးစီဝိုင်းပေးမှာထိုင်ဆောင်နေတယ်ကြံတဲ့သူတွေကတော့တက်ခိုင်ရဲ့အနောက်ဘက်3လမ်းအကွာလောက်ကဝိုင်းပြီးတော့ကြည့်နေကြတယ်တက်ခိုင်ပြောထားသဖြင့်ဘယ်သူမှအရှိကိုမတိုးရဲကြပါဓာတ်ခဲနဲ့လှိုင်ပွားတို့မှာငှက်ကြီးတောင်တယောက်တစ်ချောင်းစီကောက်လိုက်ပြီးတော့တယောက်နဲ့တယောက်စိုက်ပြီးတော့ကျင့်နေကြတယ်တက်ခိုင်စီကမြည်သည့်အတန်မှမထွက်လာသေးသဖြင့်
နှစ်ယောက်စလုံးတအိမ်ထဲကဓားကိုတောင်မှမထုတ်ရသေးပါဘူးစတော့တက်ခိုင်ရဲ့စကားအစုံနှစ်ယောက်စလုံးဓားတွေကိုဆွဲပြီးတော့ထုတ်လိုက်ကြတယ်လှိုင်ပွားမှာတော့ဓားထုတ်ပြီးတာနဲ့တပြိုင်နက်တည်းဓာတ်ခဲကိုဆက်လွယ်ခုံပြေးပြီးတော့ခုတ်ပါတော့တယ်ဓားနဲ့ပင့်ပြီးတော့ခံရမယ့်အစားဓာတ်ခဲမှာအနောက်ကိုခြေနှလန်းဆုပ်ပြီးရှောင်လိုက်ပါတော့တယ်တကောင်ကလေးချင်းရေပြေးဝနေတဲ့အကောင်ပါကြံတကောင်ကတော့ကိုယ်တိုင်ကိုကြလူတက်ဖူးတဲ့အကောင်စိတ်ဝင်စားစရာတော့ကောင်းပါတယ်တခြားသောလူများမှာအသက်ရှူဖို့ပေးလာအောင်စိတ်ဝင်တစားနဲ့ကြည်နေကြသလိုတက်ခိုင်ကိုယ်တိုင်ကလည်းမျက်တောင်မခတ်စတန်ထိုင်ပြီးတော့ကြည်နေတော့တယ်လှိုင်ပွားမှာတိုက်ပွဲစကတဲ့ကတိုက်စစ်ဖွင့်ပြီးတော့အသေးအတန်လိုက်ပြီးတော့ခုတ်ပါတယ်တက်ခဲအနေဖြင့်ရှောင်းတင်းရင်းနဲ့ခုခံရင်းသာနေခဲ့တော့တယ်ပြန်ပြီးတော့မတိုက်သေးပါပြောမဲ့တာပြောတာလှိုင်ပွားရဲ့တချို့သောခုတ်ချက်တွေဓာတ်ခဲကိုထိပါတယ်ဒီလိုဆိုတော့ဓာတ်ခဲတယောက်သွေးချင်းချင်းနီလို့သွားတော့တယ်3မိနစ်ခန့်အကြာမှာတော့တရဆက်လိုက်ပြီးတော့ခုတ်နေတဲ့လှိုင်ပွားတယောက်တက်လုံကြလို့လာခဲ့ပါတယ်ခုတ်ချက်တွေမှာထင်သလောက်အားမပါတော့သလိုခြေလမ်းတွေကလည်းလေးလိုလာခဲ့တယ်ဒီမာတင်ဓာတ်ခဲကတိုက်စစ်ဆင်ပါတော့တယ်ဓာတ်ခဲရဲ့ခုတ်ချက်ထိုးချက်တွေကိုလှိုင်ပွားတယောက်ပြန်ပြီးတော့မကနိုင်ပါအဆိုးဆုံးမှာဓာတ်ခဲရဲ့ခုတ်ချက်ကြောင့်ပဲဘယ်ဘက်ပခုံးကိုထိသွားတဲ့ဖြင့်ဘယ်ဘက်လက်တစ်ချောင်းလုံးမှာလှုပ်လို့မရအောင်နာကျင်နေပါတယ်အယိုးအထိထိသွားခြင်းဖြစ်ပါတယ်ဒီလိုဆိုတော့ဓားကင်ထားတဲ့ညာဘက်လက်ကိုအားပြုပြီးတော့ခုခံနေရတယ်နေရောတက်ခိုင်ရဲ့စကားကြောင့်လှိုင်ပွားရဲ့ညာဘက်လေပင်ကိုအပိုင်ကြီးခုတ်ချဖို့ပြင်ထားတဲ့တက်ခဲတယောက်မှာဓားကင်ထားတဲ့သူ့ရဲ့လက်ကိုလေထဲမှာပင်ရက်တန်လိုက်ပါတော့တယ်တက်ခိုင်ကတော့သူ့ဘေးမှာချထားတဲ့ငှက်ကြီးတောင်တစ်လက်ကိုအညာသားရှိရာကိုပြစ်ပေးလိုက်ပါတယ်မင်းပါဝင်လှိုင်ပွားကိုစိုးရိမ်စိတ်အပြည့်နဲ့ကြည်နေတဲ့အညာသားကလည်းမဆိုင်မတော့ပဲတက်ခိုင်ပြစ်ပြီးတဲ့ဓားကိုကောက်ယူပြီးဂွိုင်းထဲကိုပြေးပြီးတော့ဝင်သွားတော့တယ်တို့ပါတော့လေဓားထုတ်ပြီးတော့ဓာတ်ခဲကိုခုတ်ရမယ်အစားသူ့ဘော်ဒါလှိုင်ပွားကိုသာအရင်ပြေးပြီးတော့ပွေ့ပါတော့တယ်တိုင်းအစင်ပြေးရလားအခြေအနေတွေကိုသဘောပေါက်လိုက်တာကြောင့်တက်ခိုင်မှာပွဲကိုရှက်လိုက်တော့တယ်ဆက်ပြီးတော့လှုပ်ပေးရင်အညာသားဆိုတဲ့ခြာတဲ့တကယ်တေးပါတော့မယ်တော်ပြီရက်တော့တက်ခိုင်ပြောဆဆိုထားလိုက်တဲ့ဖြင့်ပဲငါထုံးရက်ခိုင်ကြီးတဲ့မျိုးစော်တို့တက်ခိုင်အနာကိုရှောက်လာကြတယ်ငါထုံးအဲ့ဒီနှကောင်ကိုဆေးကုပေးလိုက်ဆရာပါတခါတည်းပင့်လာတယ်မလားဟုတ်အကိုကြီးအေးဒီနောက်မှာတော့တက်ခိုင်ကစစ်ပြန်ကြီးတို့ဘက်ကိုရှောက်သွားတယ်လို့ငထုံးတို့ကလည်းဓာတ်ခဲနဲ့လှိုင်ပွားကိုဆေးစည်းပေးဖို့အတွက်မလန်းမကမ်းမှာထားခဲ့တဲ့မိသားစုဆရာဝန်ကိုသွားပြီးတော့ခေါ်နေကြပါတယ်တက်ခိုင်စစ်ပြန်ကြီးအနားကိုရောက်တော့စစ်ပြန်ကြီးမှာဂုံယူဟန်ဖြစ်ပဲဘယ်လိုလဲကိုတက်ခိုင်ကျွန်တော်တပည့်တွေအကြောင်းကိုသိပြီဟုတ်တက်ခိုင်မှာစစ်ပြန်ကြီးကိုတွေ့ကြီးစိုက်ပြီးတော့ကြည့်လိုက်တယ်ပထမ3မိနစ်ကိုဘာလို့ပြန်ပြီးတော့မတတ်တာလဲဒီမှာကိုစစ်ပြန်ခမည်းပဲလွဲနေသလားအဲ့ဒီကောင်တွေပဲလွဲနေတာလားတော့ကြုံမသိဘူးခမည်းကိုငှားထားတာပြိုင်ပွဲအတွက်လည်းမဟုတ်ဘူးရုပ်ရှင်ဖိုင်တင်ပလေးပူလည်းမဟုတ်ဘူးဗျပထမစက္ကန့်30မှာတင်ပြိုင်ဘက်ကသေးနေရမှာအခုဟာကစောက်တလွဲကြီးဗျခမည်းရဲ့နီးစနစ်တွေကိုပြောင်းပါခမည်းမပြောင်းရင်တော့ကျွန်တော်ခမည်းကိုပြောင်းရလိမ့်မယ်တက်ခိုင်မှာထိုးသူ့ပြောပြီးကားချီယာကိုပြန်သွားခဲ့ပါတယ်နောက်ထပ်ရက်အနည်းငယ်အကြာမှာတော့ဟိုတယ်အင်မော်တယ်ကအခန်းတစ်ခုအရှိမအစားအသောက်လင်ပန်းကင်ထားတဲ့စပွဲထိုးလေးတယောက်အခန်းတကားဝအရှိကဘဲကိုနှိပ်လိုက်ပါတယ်တဆက်သေးဆိုသလိုမှားထားတဲ့ညစာရှားပါပြီခမများလို့អော်လိုက်ပါတော့တယ်တိတ်ပြီးတော့မကြခင်မှာပဲတကားပွင့်တဲ့အတူခတ်ချောချောတရုတ်အမျိုးသမီးကိုတွေ့လိုက်ရပါတယ်ဟိုတယ်ဝန်ထမ်းလေးမှာတော့ခက်တီတီပဲညာကြီးမိုးချုပ်အိုးထုတ်ကိုခန်းငငရေစောင်းထားပြီးအစားအသောက်ဘန်းလေးကိုကန်ပြီးတော့အခန်းထဲကိုဝင်လာခဲ့တယ်အားလံမှာအန်ဒီရဲ့အငွေအသက်ကိုရှားလိုက်တာကြောင့်ပဲချက်ချင်းပင်လှုပ်ရှားဖို့ပြင်ပေမဲ့သူမနောက်ကျလို့သွားခဲ့ပြီးဝင်းလာတဲ့ဝန်ထမ်းကသူမကိုအနောက်မှာတန်းချုပ်ပြီးသားဖြစ်သွားသလိုတကားကိုလည်းအတွင်းလော်ချပြီးသားဖြစ်သွားခဲ့တယ်
ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာတုံညရေးသားထားတဲ့တက်ခိုင်ဆိုတဲ့လူမိုက်ဇလန်ကောင်းလေးရဲ့အပိုင်း၁၇ကတော့ဒီနေရာမှာတင်ပြီးဆုံးလို့သွားပါပြီခင်ဗျာကြံရှိနေတဲ့အပိုင်းများကိုလည်းစောင့်မျှော်အားပေးကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်အစီအစဉ်တင်ဆက်သူကတော့ကျွန်တော်ထပ်အောင်ပဲဖြစ်ပါတယ်ခင်ဗျာ